မင်္ဂလာပါကျွန်တော်ဆစောပါဒီနေ့ကျွန်တော်တို့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့စာကြောင်းလေးတွေကိုလေ့လာကြမယ်ပြောကြမယ်အဖေအမေကိုငါချစ်တယ်ရဲ့ရမိုးရပါလောရဲ့ရမိုးရပါလောမောင်နှမတွေကိုငါချစ်တယ်ရဲ့ရတော်ပူဝယ်လောရဲ့ရတော်ပူဝယ်လောတငယ်ချင်းတွေကိုငါချစ်တယ်ရဲ့ရတီတကုလောရဲ့ရတီတကုလောငါလူမျိုးကိုငါချစ်တယ်ရဲ့ရပွားကလူလောရဲ့ရပွားကလူလောငါတန်းပြေကိုငါချစ်တယ်ရဲ့ရထီးကော်လောရဲ့ရထီးကော်လောဒါတွေပဲဖြစ်ပါတယ်ပြန်ပြောမယ်ရဲ့ရမိုးရပါလောရဲ့ရတော်ပူဝယ်လောရဲ့ရတီတကိုလောရဲ့ရပွားကလူလောရဲ့ရထီးကော်လောအားလုံးနားလည်မယ်ပြောတတ်မယ်အကျိုးရှိမယ်လို့ထင်ပါတယ်